အာကာဒကြလာတဲ့ကြောက်တွေပါဟိုမတ်ဂျိုသွားတဲ့စိတ်ရုပ်တွေဒီမှာအများကြီးဟိုရုပ် infinity ဟိုအောက်ထိအောင်မှမြင်ရတယ်လောက်တာတော်တော်မှန်ရနော်အခုကတော့ဟို PAO ဖတ်ပန်းချန်ရောက်နေပါတယ်ပန်းချန်မှာပါကျွန်တော်စင်ရုပ်ထုကြီးပါဒီပန်းချန်ကတော့တော်တော်လေးကိုကျယ်ပါတယ်အပေါ်ကနေတက်ကြည့်လို့ရပါတယ်ဒီနေ့ကတော့ပန်းချန်ပိတ်ထားတော့ကျွန်တော်နောက်တစ်နေရာထပ်သွားမှာပါလမ်းတစ်ချောင်းလုံးအရန်လာပါတယ်ဝါအာကာသလေးလာတဲ့စကန်ရောက်နေပါတယ်ကျွန်တော်တို့နေမှာလကဘာကိုကြည့်တဲ့တယ်လီစကုပ်တွေဖြစ်ပါတယ်တော့အထဲတော့ရောက်လာပါပြီအထဲမှာတော့ coffee sign နေရှိပါတယ်အာကာသကြလာတဲ့ကြောက်တွေပါကဘာမှာဆိုရင်တော့82ကီလိုပေါ့တော့မတ်ဂျူလေတဲ့ပုံစံဒါလကပါတော့အဲ့လိုလဲ့တော့နေဟောဒီတက်ကြဖြစ်တာလားကြောင့်မလို့တော်တော်လေးမိုက်ပါတယ်ဒီမှာလာရွှေ့လိုက်တာနဲ့သူကဒီမှာဒီတက်ကြတွေဖြစ်ကုန်ပါတယ်တော့အာကာသစကန်မှာလာပြီးတော့နှိပ်နေပါတယ်ခြေနှလုံးတွေလည်းနှိပ်ပြီးပါတယ်ညောင်းတာတွေပါခုမှတော်တော်လေးတက်တာပါနေရဒီဘက်ကိုထိုးတော့သူလှရဲ့အလင်းတန်းအောင်သူကပြတာဖြစ်ပါတယ်ဟုတ်ကခဲဒီအနီးကကြည့်ချင်တယ်ဆိုရင်ဒီမှာမှန်ပြောင်းလေးနဲ့ပြီးတာဟုတ်ကခဲအပိုင်းစားတွေတော့ဒီတစ်ခုဆိုအကြီးပဲတို့အမျိုးသားတွေဘာမြေကိုကြားထားတဲ့ဥက္ကခဲဖြစ်ပါတယ်မတ်ဂျိုသွားတဲ့စိတ်ရုပ်တွေဒီမှာမတ်ဂျိုသွားတဲ့စိတ်ရုပ်တွေဒါလည်းဟိုမတ်ဂျိုမှာဟိုထောက်လိုင်းရေးထင်တယ်နော်ဟောလင်းခလုတ်တော့ခလုတ်ရွှေ့ရင်ဒီမှာအပေါ်အောက်ဘေးတောင်းမှန်ဟလာဒါဘေးလဲလို့မရဘူးဟောဒီလဲရရေဝဲဘယ်လိုဖြစ်ပေါ်လာလဲဆိုတာပြတာပါတော့တဘာဝဟာတွေကိုလေ့လာခွင့်ရအောင်လုပ်တာနော်ဟောတန်ရောပြောရောဩလူတွေရဲ့မျက်နှာတွေကိုဆန်းခိုင်းတာဒါပါလို့ဩချာဟုတ်တယ်တော့ဘာကြီးနှခမ်းအလဲမှာဩဒီလိုလဲမှာထားမှလူဘေးတွေပါအများကြီးမြင်ရတာကိုပြဒါကျိုးချီတဲ့ပုံစံကိုပြထားဒီကောင်ဆိုရင်ကျိုးဒီလိုချီမယ်ဆိုရင်ပေါ့လေးပဲကျိုးဘာမှမချီဘဲနဲ့ဒီမှာထားမယ်ဆိုရင်လေးရအရင်လေးသူကထောင်ပြီးသွားရင်ဆိုရင်တန်းလိုက်တုံးထိသွားပြီဆိုရင်သူကလုံးဝကတ်သွားအောက်ကပြန်ဖယ်လိုက်ဆိုရင်အဲ့တိုင်းပဲကြာနေဖယ်လိုက်အဲ့တိုင်းပြန်ကြာနော်ဒီမှာဒီတော့တဲကြည့်မယ်ဆိုရင်ရေရောက်ဝိုင်အောင်ပြောင်းသွားဒီလိုကြည့်မယ်ဆိုရင်ဒီမှာအဖြူအောင်ပဲနော်တိတ်ဒီစားတားများသွားလို့ပြချင်တာလားမသိရောနော်မန်ဘလူးရဲ့ပုံစံတွေကိုပြောပြတာသူကဒီရောအဲ့၄တော့တုံးထည့်လိုက်ရောင်စုတာလေပြန်ကန်လေနော်တတိကန်ဆိုရင်အလင်းမပေါက်တော့ကြည့်လောက်လေလောက်တန်တော့ဘဲဥဆိုရင်ဒီလိုပေါ့ဒါကတော့ဒီမှာ CM1K RGB အလင်းနေ
တော့အလင်း3ခုဆက်လိုက်တာဒီမှာတကယ်တော့အနီနဲ့အပြာနဲ့ဆက်မယ်ဆိုရင်မဂျန်နာအရောင်ထွက်တယ်ဖုန်းထဲမှာတော့မဂျန်နာအရောင်မထွက်ဘူးဒီမှာအပြင်မှာတော့မဂျန်နာအရောင်ထွက်တယ်ဒါတော့အနီနဲ့အစိမ်းနဲ့ပေါင်းမယ်ဆိုရင်အဝါရောင်ထွက်တယ်ဒီမှာလေ3ခုပေါင်းမယ်ဆိုရင်အဖြူအောင်ထွက်တာတို့လောက်ထားတာတော်တော်လေးကိုပါနာပါတယ်ထဲထဲမှာတော်လေးမိုက်ပါတယ်ကျွန်တော်ရဲ့ဟိုပါလေခန္ဓာကိုယ် X-ray အလင်းဖတ်တာနော်ထဲဝင်လာအော်မန်နေနော်အများကြီးဟိုရုပ် infinity ဟိုအောက်ထိအောင်မှမြင်ရတယ်လောက်တာတော်တော်မိုက်ရနော်ဟိုးမြင်ပဲမြင်ဒီလေဆိုတော့မှဆုံးတော့မမရှိဘူးအေးဒီမှာဟောတယ်ဘီမန်တော့ကြောက်တယ်နော်ခဏဒီတိပဲထင်တယ်မှာဂျိုးလေးဆောင်းအောင်ပါလေဒီမှာခံထားရတာဒါပါဟောပြန်ထွက်လာဝီဒီယိုစိန်လားဂျိုတုတွေလေးပဲဟိုအာကာသမှာလွင့်နေထားဂျိုတုတွေပုံစံနမူနာတွေဒီနဲ့ကြုံမှာတရားလွင့်တင်ရတာတဲ့ရွှေပါမရတာဟုတ်လားနော်ဟောအသားပူလို့ထင်တယ်ဒါတွေဆိုလဲမှရွှေနဲ့လုံးမရမှာဟောနမူနာတွေနော်ရွှေထည့်ရင်ဆိုတော့အပူဒဏ်ခံနိုင်ရလေအမေရိကန်ဟာဒါအမေရိကန်လွင့်တင်တာဂျိုးဘောကောရွှေလိုက်ကုန်ဟုတ်အဲကြောင့်မလို့ရွှေရတန်မိုးကြီးရလေနော်ဒါဆိုခရူတိုမာတို့လွင့်နေတာတဲ့ဂျိုးတစ်ခုနဲ့တစ်ခုမတူဘူးဒီမှာလက်ထိုင်တာ